မင်္ဂလာပါရှင်ဒီတစ်ခါမှာတော့မော်ကားကြိုက်တဲ့တငယ်ချင်းတို့အတွက်ကြီးရွယ်တင်ဆက်ပေးလိုက်ပါတယ်ဇလန်းလေးရဲ့အစမှာတော့လိန်လေဖျားရမှာတူမတူအောင်ကျွမ်းကျင်တဲ့မျက်လက်စရာအော်စဟာပြပွဲတစ်ခုပြသနေပါတယ်ပြပွဲမပြခင်တည်းကအတူပြသမဲ့အမျိုးသမီးတစ်ယောက်ကိုရှာပြီးသူ့အဖွားပေးထားတဲ့ဂီတတစ်တာပါဆိုပြီးလက်ဆောင်ပေးကဖျားရောက်ပါတယ်ပြီးတော့ပရိသတ်ထဲမှာနေရာယူစေပြီးမှလက်ဝါးချင်းရိုက်ပြသတာမျိုးဖြစ်ပါတယ်ပြပွဲပြီးချိန်မှာတော့လမ်းမလျှောက်နိုင်တဲ့ကောင်မလေးတစ်ယောက်ကသူ့ခြေထောက်ကိုပြန်ကောင်းအောင်မော်အစွမ်းနဲ့လှုပ်ပေးဖို့တောင်းဆိုရမှာတော့မော်ဆရာတစ်ယောက်ကလကအမြင်ချပြီးပြေးရပါတော့တယ်ခဏအကြာမှာတော့မတွေ့ရတာကြားပြီးဖြစ်တဲ့မော်ဆရာရဲ့ချစ်သူကမော်ဆရာစီလာတွေ့ပြီးဂျွန်ကေးကသူ့ကိုလက်ထပ်ခွင့်တောင်းတဲ့အကြောင်းပြောပါတယ်မော်ဆရာကသူဟာဂျွန်ကေးနဲ့သူ့အဖေလိုလူတော်လူကောင်းမဟုတ်ပဲသောမတ်အဒီဆင်တို့ဟယ်ရီဟူဒီနင်တို့လိုကြီးကျယ်ခမ်းနားသူသာဖြစ်ချင်ကြောင်းပြန်ပြောတာမို့ပြဓာတလန်းတန်တလန်းဖြစ်နေခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲသူဂီတတက်တာပေးခဲ့ဘူးတဲ့တခြားအမျိုးသမီးကြောင့်သူ့ကိုလူတန်ကြီးတွေလာရှာပါတော့တယ်ဒါနဲ့ပဲအော်စတြေးလျမိဘုံပြန်စီးပြီးထွက်ပြေးရာကနေလေစင်တန်မောင်းနဲ့ပါသွားပြီးအရန်တာယာလှပတဲ့တိုင်းပြည်တစ်ပြည်ကိုရောက်သွားပါတော့တယ်မိဘုံပြန်ကနှစ်သမီးမြစ်ထဲပြက်ကြပြီးအနီရောင်ဝတ်ထားတဲ့အမျိုးသမီးတစ်ယောက်နဲ့တွေ့ခဲ့ပါတယ်သူရောက်နေတဲ့တိုင်းပြည်ကအော့စတိုင်းပြည်ဖြစ်ပြီးနာမည်တူမော်ဆရာတစ်ယောက်မိုးပေါ်ကကျလာပြီးတိုင်းပြည်ကိုကယ်တင်ပေးလိမ့်မယ်ဆိုကအရင်ဘရင်ကနမိတ်ဖက်သွားခဲ့တာဖြစ်ကြောင်းရှင်းပြခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲကောက်ကျစ်တဲ့စုံမရဲ့လက်ပါစီတွေရောက်လာလို့သူတို့ထွက်ပြေးကြပါတယ်စုံမတွေကိုမုန်းတဲ့မော်ဆရာကိုသူမကလည်းစုံမဖြစ်ပြီးကောင်းမွန်တဲ့တီယိုဒိုပါဆိုပြီးပြောလိုက်ပါတယ်ညရောက်တော့သူမကကောက်ကျစ်တဲ့စုံမကထီးနှဲလိုချင်လို့သူ့အဖေမော်ဆရာကိုအစိတ်ခတ်တတ်တဲ့ရုပ်မာသူဖြစ်ကြောင်းရှင်းပြပါတယ်။ဒါနဲ့ပဲသူမရဲ့အမကမြားမြို့တော်ကနေကောက်ကျစ်တဲ့စုံမကိုနှင်ထုတ်ခဲ့တာပါ။မော်ဆရာကတော့သူ့ရဲ့အဖွားပေးတယ်ဆိုတဲ့ဂီတတစ်တာကိုတီယိုဒိုယာကိုလက်ဆောင်ထပ်ပေးပြန်ပါတယ်။နောက်နေ့မှာတော့စကားပြောတတ်တဲ့မြောက်ကလေးနှွယ်ညှိနေလို့ကဲပေးပြီးမော်ဆရာကအသက်သခင်မို့သစ္စာရှိကြုံရောအဖြစ်နေပါမယ်ဆိုပြီးပြောပါတယ်။နန်းတော်ရောက်ခါနီးမှာတော့မော်ဆရာကမြောက်ကိုသစ္စာခံမှတေချာလာမေးပြီးတေချာရဲဆိုမှသူကမော်ဆရာအစ်စ်မဟုတ်လို့သူ့ကိုကူညီဖို့ပြောပါတယ်။နန်းတော်ရောက်တဲ့အခါတီယိုဒိုယာကသူ့ရဲ့အမတော်ဝင်ကျန်ပေးအီဗန်နိုဝါနဲ့မိတ်ဆက်ပြီးပါတယ်။အီဗန်နိုဝါကအရင်ဘရင်လိုပဲတာဝန်ကြီးအောင်ထမ်းဆောင်မှမယ်အကြောင်းပြောပြီးမော်ဆရာကပလင်ဘောကိုတက်ထိုင်ခဲ့ပါတယ်။ဒါပေမဲ့အီဗန်နိုဝါကမော်ဆရာကိုမယုံကြည်ပါဘူး။ကောက်ကျစ်တဲ့ဆုံးမနဲ့တပွဲဖြစ်နေနိုင်တယ်လို့တန်ရဝင်နေခဲ့ပါတယ်။ပြီးတော့အီဗန်နိုဝါကတော်ဝင်ရတနာတိုက်ကိုလိုက်ပြပါတယ်။ဒါပေမဲ့ဒီရတနာတွေကကောက်ကျစ်တဲ့ဆုံးမကိုတတ်နိုင်ပြီးဘယင်ဖြစ်လာမှသာခံစား권ရှိမယ်လို့လည်းပြောပြပါတယ်။ဒီတော့မော်ဆရာလည်းရတနာတွေရဖို့ညောင်းနဲ့အတူကောက်ကျစ်တဲ့ဆုံးမကိုတတ်ဖို့ထွက်လာခဲ့ပါတော့တယ်။အတန်ကြာသွားပြီးတဲ့နောက်မှာတော့ကျွေမြို့တော်ကိုရောက်လာခဲ့ကြပါတယ်။မြို့ကပြည့်စည်နေပြီးအိမ်တဲအိမ်မှာငိုတန်ကြားလို့ခေါ်ကြည့်ရမှာတော့ကျွေကလေးမလေးတယောက်ဖြစ်နေခဲ့ပါတယ်။သူမကခြေထောက်ပိုင်းပြက်နေပြီးမော်ဆရာကဂလူးနဲ့ကပ်ပေးလိုက်တာမို့ကောင်းသွားပြီးတော့ဆုံးမဖမ်းမဲ့နောက်သူမပါလိုက်ခဲ့ပါတယ်။တောနဲ့ထဲရောက်လာပြီးဆုံးမစီကမော်တုတ်တန်ခိုးပြီးနောက်ချိုးဖို့လုံနေတော့မှပဲမော်ဆရာမှန်းသိသွားခဲ့ပါတယ်။အဲ့ဒီမှာပဲသူမကကောင်းမွန်တဲ့ကလေးနာတောင်ပိုင်းကဆုံးမပါဆိုပြီးပြောခဲ့ပါတယ်။အဲ့ဒီမှာပဲကလေးနာကထက်ရှင်းပြပါတယ်။ဒီဗန်နိုဝါကကောက်ကျစ်တဲ့ဆုံးမတတိုင်းပြည်လုံးနဲ့သူ့ညမကိုအယူလုပ်ပြီးတော့ကလင်နာအဖေကိုကလင်နာကအစိတ်ခတ်တယ်ဆိုပြီးအားလုံးယုံအောင်လုပ်ထားတာပါအဲ့ဒါကိုအီဗန်နိုဝါကမော်ဖန်လုံးကနေကြည့်ပြီးအတော်ဒေါသထွက်နေခဲ့ပါတယ်တီယိုဒိုယာကမော်ဆရာပျောက်သွားပြီလို့အပြေးအလွှာလာပြောတော့အီဗန်နိုဝါကညကမော်ဆရာသူ့အခန်းစီလာပြီးဒီတတစ်တာပေးကကြတယ်လို့ပြောပါတယ်တီယိုဒိုယာကိုလည်းမော်ဆရာကသူ့ဘရင်ဖြစ်ရင်မိဖုရားမြောက်ပြီးအော့စ်ကိုအတူအုပ်ချုပ်မယ်လို့ပြောခုတာကြောင့်တီယိုဒိုယာတယောက်အရန်ဝမ်းနေသွားခဲ့ပါတယ်။တစ်ဖက်မှာတော့ဂလင်နာကသူတယောက်တည်းအီဗန်နိုဝါကိုမနိုင်လို့သူ့အဖေနမိတ်ဖက်တဲ့မော်ဆရာကိုစောင့်နေခဲ့တာလို့ရှင်းပြပါတယ်။အဲ့ဒီအချိန်မှာပဲအီဗန်နိုဝါရဲ့တပ်တွေလာတိုက်ခိုက်လို့ဂလင်နာကမြို့ကြီးဖန်တီးပြီးထွက်ပြေးကြပါတယ်။စိတ်ကောင်းရှိသူတွေပဲဖျက်လို့ရတဲ့မော်တိုင်းကိုဖျက်ပြီးတောင်ပိုင်းအော့တိုင်းပြည်ကိုရောက်သွားကြပါတယ်။ဂလင်နာကမော်ဆရာအစ်စ်မဟုတ်မှန်သိပေမဲ့ပြည်သူတွေကကဲတင်မဲ့သူကိုစောင့်မျှော်နေတာမို့မော်ဆရာစစ်ဟန်ဆောင်ပြီးဖို့ပြောလာပါတယ်။ဂလင်နာနဲ့အတူပြောနေတာကိုမော်ဖန်လုံးကနေကြည့်ပြီးတီယိုဒိုယာတယောက်ဝမ်းနေနေခဲ့ပါတယ်။အီဗန်နိုဝါကမနာကျင်တော့အောင်ကူညီမယ်လို့ပြောပြီးပန်းဒီတစ်လုံးကျူးလိုက်ပါတယ်။အဲ့ဒီပန်းဒီကနှလုံးသားကိုညှို့ချောက်စေပြီးမချစ်တတ်တော့ပါဘူး။တီယိုဒိုယာကပန်းဒီစားပြီးတဲ့နောက်မှာတော့
ကောက်ကျစ်တဲ့ဆုံးမကကလင်နာမဟုတ်ပဲသူ့အမဖြစ်ကြောင်းသိသွားခဲ့ပေမဲ့နောက်ကျသွားခဲ့ပါပြီ။အရန်ကြောက်စရာကောင်းတဲ့ဆုံးမအတွင်သူ့နှလုံးသားဟာကြမ်းတမ်းသွားပြီပဲဖြစ်ပါတယ်။အဲ့ဒီမှာပဲအီဗန်နိုကမဖြတ်နိုင်တဲ့မော်ဒတိုင်းကိုတီယိုဒိုယာကဖြတ်လာခဲ့ပြီးမော်ဆီယာကိုလာချင်းချောက်ပါတယ်။သူ့အမနဲ့အတူတက်တွေပါခေါ်ပြီးမော်ဆီယာကိုတက်ဖို့လာခဲ့မယ်ဆိုပြီးလာချင်းသွားတာဖြစ်ပါတယ်။မော်ဆီယာကတော့ကြောက်ပြီးပြေးဖို့ပြင်မာတော့တယ်။ဆုံးမတယောက်တော့မနိုင်တာနောက်တစ်ယောက်နဲ့သူ့စစ်တပ်ပါအောင်မယ်ဆိုတော့မဖြစ်နိုင်တော့ဘူးလို့ပြောပါတယ်ခဏအကြာမှာတော့ကလေးမလေးကိုသိရင်မော်ဆီယာအကျန်းတစ်ခုရသွားပါတယ်သူကလိန်နာလှည့်စားတာအကျွမ်းကျင်ဆုံးဆိုတော့လိန်နယ်ပွဲကြီးလုပ်ကြမယ်ပေါ့လေဒါနဲ့ပဲလှည့်စားဖို့အတွက်အစီအစဉ်တွေစဆွဲကြပါတယ်တပ်ဖွဲ့ပုံစံစာကြောရုပ်တွေလုပ်ဖို့လူပုံစံချုပ်လုပ်ပါတယ်မီရှူမီပန်းတွေလုပ်တယ်မီးပုံးပြန်တစ်ခုကိုတောင်တစ်စိတ်လှုပ်ခိုင်းထားပါသေးတယ်တစ်ဖက်မှာလည်းအီဗန်နိုဝါတို့ကတက်ကိုအကြီးအကျယ်ပြင်ဆင်နေပါတယ်တကားဆောင်တော့ရဲ့အကူအညီနဲ့မော်ဆီယာနဲ့သူ့တပည့်တွေညမြို့တော်တွေခိုးဝင်ကြပါတယ်။ကလင်နာကတော့တောအုပ်အဆက်ကနေမြူတွေဖန်တီးလိုက်ပြီးတပ်ဖွဲ့တပွဲချီတက်လာဟန်စာကြောရုပ်တွေကိုလွှတ်လိုက်ပါတယ်။အီဗန်တို့စိတ်ဆိုးပြီးသူ့ရဲ့အကောင့်တွေကိုပြန်တိုက်ခိုင်းကြပါတယ်။ဒါပေမဲ့အဲ့ဒီနေရာကဘိန်းကင်းဖြစ်တာမို့စာကြောရုပ်မှန်တီလို့တက်ပြန်ဆုတ်တာနဲ့အီဗန်တို့ရဲ့အကောင့်တွေဟာအိပ်ပျော်ကုန်ကြပါတယ်။ကလင်နာကပြန်ဆုတ်ဖို့ပြောနေတော့မှပဲသူမကိုဖမ်းခေါ်သွားကြပါတယ်။တီယိုဒိုယာကမိဘုံပြန်ကိုတွေ့တော့မော်ဆီယာပြေးပြီးထိန်ပြီးပြက်ကျသွားအောင်လှုပ်လိုက်ပါတယ်။တကယ်တော့မော်ဆီယာကတက်သားရောင်ဆောင်နေခဲ့တာပါ။ကလင်နာကိုရှင်းပြတော့မဲ့အချိန်မှာပဲကောင်းကင်မှာမော်ဆီယာပုံရိပ်ပေါ်လာပြီးအကြီးမြတ်ဆုံးတကိုးအရှိဆုံး Oz မော်ဆီယာဆိုပြီးပြောလိုက်ပါတယ်။မော်ဆီယာကကျယ်တွေလွှင့်ထုတ်တာကိုတေချာကြည့်ကြလို့ပြောပြီးမင်းရှူမီပန်းတွေလွှတ်တင်ပါတယ်။အီဗန်နိုကမော်ဆီယာဆိုတော့ယုံကြည်သွားပြီးထွက်ပြေးပါတော့တယ်။အဲ့ဒီအချိန်မှာပဲကလေးမလေးကကလင်နာရဲ့မော်ထုတ်တံကိုယူလာပေးပါတယ်။တီယိုဒိုကလည်းသူတိုက်ခိုက်တာတော့မော်ဆီယာရဲ့ရုပ်ပုံကပြောက်မသွားတာကြောင့်သူပါတိုက်လို့မနိုင်မှန်းသိကထွက်ပြေးပါတော့တယ်။အီဗန်နိုယာစီကလင်နာလိုက်လာပြီးအပြန်အလှန်တိုက်ခိုက်ကြပါတယ်။အီဗန်နိုယာရဲ့ဆွဲကြိုးကိုဆွဲဖြုတ်လိုက်ချိန်မှာတော့အသက်ကြီးရဲ့ဆုံးမကြီးဖြစ်သွားပြီးကလင်နာကနန်းတော်ဘောကနေပြုတ်ကျသွားအောင်လှုပ်လိုက်ပါတယ်။မော်ဆီယာကသူ့ရဲ့အဖွဲသားတွေကိုသူ့အထဲမှာပါလာတဲ့လက်ဆောင်တစ်ခုချင်းပေးပြီးကျေးဇူးတင်ကြောင်းပြောခဲ့ပါတယ်။ကလင်နာကိုတော့အထူးတက်လေကျေးဇူးတင်ပြီးသူမကသူလိုချင်တဲ့အရာအလုံးကသူ့မှာရှိနေကြောင်းမြင်အောင်ပြသပေးခဲ့လို့ကျေးဇူးတင်တယ်လို့ပြောပါတယ်။ကလင်နာကလည်းမော်ဆီယာမှာအရာအလုံးရှိတဲ့အပြင်အရေးကြီးဆုံးဖြစ်တဲ့စိတ်ထားကောင်းရှိတယ်ဆိုပြီးပြောကပျော်ရွှင်စွာဇက်သိမ်းသွားပါတော့တယ်။ဇလန်းလေးကတော့ဒီမှာပဲပြီးပါပြီ။အဆုံးမကြည့်ရှုပေးတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်ရှင်။ကြည့်ကျင်တဲ့ဇလန်းလေးတွေရှိရင်လည်းမှန်သွားပေးလို့ရပါတယ်။လိုအပ်ချက်လေးတွေရှိခဲ့ရင်လည်းထောက်ပြပေးလို့ရပါတယ်ရှင်။နောက်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြပါစို့နော်။